လူအများစုကစီးပွားရေးတစ်ခုမှအောင်မြင်ဖို့အရေးနည်းနဲ့ခွန်လန်းပဲလိုတယ်လို့ထင်ကြပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ထိတ်ဆုံးကိုရောက်သွားတဲ့သူတွေစီမှာရှိနေတာကအဲ့ဒါတွေထက်ပိုအရေးကြီးတဲ့စိတ်ဓာတ်မှာကြုံမှုပဲဖြစ်ပါတယ်။ရှုံးနေမှုတွေကြားကနေဘယ်လိုပြန်ချရမလဲဆိုတာကိုဒီနေ့ဗီဒီယိုမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်။စီးပွားရေးနယ်ပယ်မှာဗျူဟာတွေထက်စိတ်ဓာတ်မှာကြောချင်းကဘာကြောင့်အရေးကြီးတာလဲ။ပထမချက်မရေရာမှုတွေကိုရေဆန်ခြင်းဈေးကွက်ဆိုတာအမြဲပြောင်းလဲနေရပါတယ်။စိတ်ဓာတ်မမကြောတဲ့သူတွေဟာအပြောင်းလဲတစ်ခုမှချင်းလေးချက်သွားပြီမဲ့စိတ်ဓာတ်ခံမာတဲ့သူကတော့အဲ့ဒီအပြောင်းလဲကိုအခွင့်အလမ်းဖြစ်မြင်တတ်ပါတယ်။ဒုတိယချက်နင်းပယ်ခံရမှုတွေကိုခံနိုင်ရရှိခြင်းစီးပွားရေးလုပ်တဲ့အခါ customer တွေစီကinvestor တွေစီကမဟုတ်ဘူးဆိုရဲအငင်းစကားကိုအချင်းချင်းကြားရပါလိမ့်မယ်စိတ်ဓာတ်မှာကြောသူတွေအတွက် no ဆိုတာ next opportunity နောက်ဆက်အခွင့်အလမ်းတစ်ခုပါပဲတတိယအချက်ရေရှည်မျှော်မှန်းချက်အောင်မြင်မှုဆိုတာတညတည်းနဲ့ရလာတာမဟုတ်ပါဘူးခက်ခဲတဲ့အချိန်တွေမှာလက်မလျှော့ပဲဆက်သွားနိုင်ဖို့ဆိုတာစိတ်ဓာတ်မှာကြောမှုရှိမှသာဖြစ်နိုင်တာပါအနေချုပ်ရရင်တော့စီးပွားရေးဆိုတာအကောင်းဆုံးဗျူဟာရှိသူကနိုင်တာမဟုတ်ပဲအဆိုးဆုံးချိန်တွေကိုအကျက်ခံဆုံးစိတ်ဓာတ်နဲ့ဖြတ်ကျော်နိုင်သူကသာအောင်နိုင်သူဖြစ်သွားတာပါတင်းရဲ့လုပ်ငန်းကိုမချက်တင်ခင်တင်းရဲ့စိတ်ဓာတ်ကိုအရင်ဆုံးတန်မနစ်လိုမာကြောအောင်တည်ဆောက်ပါအခုလိုစီးပွားရေးနဲ့စိတ်ဓာတ်ခွန်အားဖြစ်စေမဲ့အကြောင်းအရာတွေကိုအမြဲနားဆင်ချင်တယ်ဆိုလို့ရှိရင်တော့ကျမရဲ့ YouTube Channel ကို Subscribe လုပ်ကြဖို့မမေ့ပါနဲ့အောင်သင်ရောစီးပွားရေးမှာစိတ်ဓာတ်မှာကြောမှုကဘယ်လောက်အရေးပါတယ်လို့ထင်ပါတယ်လဲ comment မှာဆွေးနွေးပေးသွားပါအောင်အားလုံးပဲအောင်မြင်တဲ့နေ့ရက်လေးဖြစ်ပါစေ